အဲ့တော့နားတာနဲ့အဆင်မပြေပါကိုမပြေရင်ထွက်တော့မန်နေဂျာကြီးမပြေရင်ထွက်လို့ရပါတယ်လူတိုင်းကတော့ကိုယ့်ဘဝနဲ့ကိုယ်ပဲပေါ့နော်တကယ်တမ်းကတော့လေဘာအလုပ်ပဲလုပ်ကိုယ်ပိုင်အလုပ်ကိုလုပ်တာအကောင်းဆုံးပဲကဲဒီနေ့ကတော့ခေါင်းစဉ်တက်ထားတဲ့အတိုင်းရတနာဘူစောက်ကြောင်းဆိုတဲ့ခေါင်းစဉ်အတိုင်းပဲရတနာဘူရဲ့စောက်ကြောင်းကိုပြောမှာဖြစ်ပါတယ်အဲ့တော့ရတနာဘူကမတိချင်အောင်နေဆောင်မတိချင်အောင်နေထောင်နင်းအဲ့လိုနေလို့ရမှာမဟုတ်ဘူးနင်းစောက်ကြောင်းကိုပြောမှာမလို့နင်းစောက်ကြောင်းလေးပြောချင်လို့ငါနင်းနာမည်တက်ခေါ်လိုက်တာရတနာဘူဘလို့စောက်ကျင့်ရှိတယ်ရတနာဘူဘလို့စောက်ချိုးတယ်ရတနာဘူဘလို့စိတ်သက်ရှိတယ်ဆိုတာကိုလူတွေသိအောင်ပြောချင်တဲ့အတိတ်ပဲမျိုးပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ဒေါ်တီတာပိုင်ကတော့ဘာလဲဇွတ်တွေချစ်ပြီးတော့ဘာလဲဇွတ်တွေကို तू ကဟိုပါလေကာကွယ်ပြီးတော့ဇွတ်တွေလုံနေတယ်လည်းမသိတကယ်တမ်းကကိုထင်တာပြောလို့ရှိရင်ဒေါ်တီတာပိုင်ကကာကွယ်ရတော့မဟုတ်တော့ဘူးဘာနဲ့ဆိုင်တာလဲဆိုတော့ကိုရီကိုမနာလိုတာနဲ့ဆိုင်တယ်ကိုရီကိုဆော့မီကပ်ပုံမှန်နဲ့တသက်မတ်ခေါင်းစဉ်တည်ကျင်တာနဲ့နေမယ်နင်းရတနာဘူဘာလို့ပြောမှလဲမပြောနဲ့နင်းကဟိုစိတ်ဟိုပါလေဗာလဲဟိုအဲ့ဒါကြီးပြောစရာမလိုဘူးလို့ပါတော့ဟိုအဲ့လိုမျိုးဇွတ်တူတော်ကောင်းလို့တက်ဖို့ကိုယ်သိရမလားတကယ်တော့ရတနာဘူတော့ဇွတ်တိချစ်လုံးတော့မဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတယ် तू ကအဲ့ရတနာဘူရဲ့ fan ဗာလေရတနာဘူလေးရတဲ့ဟိုပါလေခင်တန်းလူလေးလို့လာတယ်သူ့ရုပ်ကြီးနဲ့ခင်တန်းလူနည်းနည်းပါအားမနာတော့တရားပိုင်နဲ့နော်ရတနာဘူကခင်တန်းလူလို့လာတတ်နဲ့တူကိုခါမှာဟိုရတနာဘူခင်တန်းလူလို့လာဟိုပါလေဟိုပါလေလာလိုက်ရတနာဘူကခင်တန်းလူလို့လာလိုက်ဘယ်နာမှမလာအဲ့ဒါလေဒီနေ့ကကျတော့ရတနာဘူခေါင်းစဉ်တည်ပြီးတော့ပြောမယ်ဆိုတဲ့နေရာမှာကိုကစီးမရှိပါမရှိနဲ့ခေါင်းစဉ်တည်ပြီးတော့မဟုတ်တာပြောလို့မရဘူးလေဟယ်လိုရလားကေပီရှင်းပြီးတော့ပြီအေးရှင်းမယ်ဟိုကေပီလိုတော့ဟာ SMS ပို့ထားလိုက်နော် live လွှင့်နေလို့အေးဘယ်လောက်လဲအေးရပတ်သက်လဲမယ်ဒါပဲအဲ့ဒါပြောပြအောင်လောလောဆယ် KP ခဏလဲလိုက်မယ်နော်ဆိုတော့လေဘာအဓိကပြောချင်တာလဲဆိုတော့ဟိုဟာနာ brightness ချော်လာမယ်နော်ကျွန်တော်ခုနကပြောသလိုပဲပေါ့နော်ရတနာဘူအကြောင်းမပြောခင်မှာအကြောင်းအရာလေးတစ်ခုပြောပြမယ် caption လေးတစ်ခုမိကုန်းတစ်ခုရဲ့အဖြေပေါ့နော်အဲ့မိကုန်းကဘာလဲလို့မေးလို့ရှိရင်အောင်မြင်မှုဆိုတာဘာလဲဒါဒီဟာကိုဟိုလူတွေစိတ်ဝင်စားကြမယ်လို့ထင်တယ်အောင်မြင်မှုဆိုတာဘာလဲပေါ့အောင်မြင်မှုဆိုတာဘာလဲလို့မေးလို့ရှိရင်တော်တော်များများကတော့ဘယ်လိုလုပ်ရင်အောင်မြင်မယ်စူးစမ်းရင်အောင်မြင်မယ်အရေးချင်းရှိရင်အောင်မြင်မယ်ဘာဘလို့စသဖြင့်ဒီလိုမျိုးခေါင်းစဉ်တက်ကြတယ်ဥပမာအဖြစ်ခုအောင်စဘူးတို့အောင်မြင်တယ်ဒါဆိုလို့ရှိရင်ဒီလိုအောင်မြင်မှုကဘာကြောင့်အောင်မြင်တယ်လဲဆိုတာတချို့ကကျတော့စမ်းကြောင့်ကန်ကြောင့်ဒီလိုပဲရှောက်ပြောနေကြတာပဲဒါပေမဲ့တကယ်တမ်းကအောင်မြင်မှုဆိုတာဘာလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသက်အရွယ်ကဒီ30ကျော်35အရွယ်လောက်ရှိသွားပြီဖြစ်တဲ့35ကျော်တဲ့အရွယ်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့အသက်အရွယ်ရယ်ကိုယ့်ရဲ့ရင့်ကျက်မှုတွေပေါ့မူတည်ပြီးတော့ဟိုဟာဘဝရဲ့အတွေ့အကြုံတွေအရအောင်မြင်မှုဆိုတာဘာလဲဆိုတာကိုသိခဲ့တာမျိုးလေးရှိတယ်ဆိုတော့အောင်မြင်မှုဆိုတာဘာလဲဆိုတော့တစ်ချက်ပြောပြမယ်နော်ကျွန်တော်အနုပညာအလုပ်လုပ်ဖို့အတွက်10တန်းပြီးချင်းကလေးကအဝေးတင်တစ်ခါတန်းယူခဲ့တယ်တချို့တွေက GPC တက်ကြတယ်တချို့တွေကတက်ကူတွေတက်ကြတယ်ဒေးတွေတက်ကြတယ်ကိုကမဟုတ်ဘူးငကိုကလေးကဟိုဘယ်လိုခေါ်မလဲကြီးမှန်းချက်ကြီးတယ်ပြောပါတော့10တန်းအောင်ပြီးချင်းကလေးရန်ကုန်ရောက်လာဒါပေမဲ့အဲ့တော့တရုတ်ဆောက်တဲ့တန်းလေးပါလေးတက်လိုက်တဲ့ခါကျလူတွေရဲ့တန်းကိုမခံနိုင်ဘူးအသက်က18မှမပြည့်လေအသက်19လောက်နဲ့တင်လူတွေရဲ့တန်းကိုမခံနိုင်တဲ့ခါကျတော့အချိန်မဆွဲပဲပြောပြပါတဲ့ရတနာဘောကဘာဖြစ်လို့လဲတဲ့နန်းရိုင်ဟိုဟာအချိန်မဆွဲပဲပြောပြပါလို့နင်ကငါ့ကိုပြောရအောင်နင်ကဘာကောင်မှမလို့လဲ
ငါပြောချင်ပြောမယ်ငါမပြောချင်မပြောဘူးရတနာဘူးနဲ့ဘာဖြစ်ထားရလဲဆိုတာကလည်းဒီ live ထဲမှာပြောမယ်အကြောင်းအရာမလို့နင်းအချိန်ပေးပြီးအချိန်ယူပြီးနားထောင်နိုင်ရင်နားထောင်နားမထောင်နိုင်ရင်ထွက်သွားပြော2000လွှဲလိုက်တယ်ပြန်ဆက်လိုက်ရအောင်ဆက်ရောက်နေပြီလို့ဟာလားဩသူကလည်းတမျိုးခဏလေးနေလေကစောင့်နေတာပြောမှဖြစ်ပြောဟေးတဲ့မဟုတ်ဘူးအဲ့ကောင်မကဟို तू ကအရန်နေတိုက်ခိုက်ခံနေရဆိုစောက်ချိုးနေလေအဲ့ကောင်မမြင်းပြီးတော့ပြောမှာပြမယ်ငါပြောပါမယ်နားထောင်ပါနားထောင်နိုင်နားမထောင်နိုင်ထွက်သွားဒီမှာကွန်မန့်2ယောက်ရေးနေတာနင်တို့2ယောက်မရှိလို့ရှိရင်ကျန်တဲ့95ယောက်ရှိတယ်အဲ့တော့နင်တို့မရှိလဲမသူနင်တို့ငါနားထောင်မခေါ်တာမဟုတ်ဘူးရှင်းလားရတနာဖို့ပြောရတနာဖို့စောက်ကြောင်းလူတွေတိဖို့အတွက်ပဲပြောတာအဲ့တော့ငါပြောချင်ပြောမယ်မပြောချင်ပြောဘူးတီးခံနိုင်တီးမခံနိုင်ထွက်သွားဟယ်လိုဘယ်လိုလဲခိုး860လို့ပြောတယ်ခိုး860နံပါတ်ကိုရအောင်ဆက်အဲ့ဆိုလို့ရှိရင်ဒီဘက်ပဲလာခဲ့လိုက်တော့ခဏငါဆက်လိုက်မယ်သူစီရေးတယ်အာယုံအားနောက်တယ်နော်ငါဆော့ဆရာကြီးလာမလုံးနဲ့ငါပြောချင်ပြောမယ်မပြောချင်ပြောငါအထက်မှာဘယ်သူမှမရှိထွက်ပါမယ်ပြောအထက်မှာဘယ်သူမှမရှိဘူးအဲ့တော့ရတနာဘုစောက်ကြောင်းကိုပြောမယ်ရတနာဘုစောက်ကြောင်းမပြောခင်မှာခုနပြောရနော်တီးခန့်ပြီးနားထောင်နေနားထောင်ငါဝေးလေကြောင်ပန်းလုပ်တဲ့စကားကိုငါစောက်ကျင့်တိုင်းပဲငါကစကားကိုပလင်ခံပြီးတော့ပြောချင်လည်းပြောမယ်မပြောချင်လည်းပြောအဲ့ဒါငါစတိုင်ပဲငါစတိုင်ကိုလက်မခံနိုင်လို့ရှိရင်ငါအကောင့်ထဲမှာလာမကြည့်နဲ့တွားထွက်သွားဘယ်သူမှလက်မခံဘယ်သူမှလည်းငါရဲ့ file လည်းမဟုတ်ဘူးဘယ်မှငါပြိတ္တလည်းမဟုတ်ဘူးသူ့စောက်ကြောင်းကိုပြောမှဖြစ်တဲ့သူ့စောက်ကြောင်းဟာသူ့စောက်ကြောင်းပဲပေါ့သူ့စောက်ကြောင်းရောဒီမှာငါပြောမှာငါအကြောင်းရတနာဘုနဲ့ပတ်သက်တဲ့အကြောင်းရှင်းလေးတူတူလေးငါတစ်ခုပြောပြမယ်နော်ငါကရန်ကုန်မြို့ဒီလိုမျိုး public နေရာမှာဒီလိုသွားလာနေတဲ့သူငါကမဟုတ်မဟတ်လောက်ကြံပြီးတော့သူများသားသမီးကိုမှုကျုံးရှုပ်ပြောချင်ရောतू ကထားပါတော့တစိတ်ကိုတအိတ်လောက်ချင်ရောသဘောတရားမျိုးဥမာ तू ကမဟုတ်တာမလို့ပဲနဲ့ तू ကအရန်နေအင်နိုတွေဆက်နေပြီးတော့ငါပဲသူ့ကိုပဲဘယ်သူမှကြီးလို့ဆိုလို့ရှိရင်တော့ငါလုံးလို့ရမလားငါပြည်ဟင်းတီဟာလိုမျိုးUSA ကနေပြီးတော့ဟောင်းနေတဲ့ဟာမျိုးလည်းမဟုတ်ပေါ်တင်နဲ့သူ့ဆောက်ကကြီးနဲ့ရတနာဘုဆောက်ကကြီးနဲ့ငါဆောက်ကကြီးနဲ့ရှင်ပြီးတော့သူ့ဆောက်ကငါပတ်ဆက်ပြောချင်တာမလို့အကောင်မှစောက်ချိုးလုံးဝမကျေနပ်လို့လုံးဝမကျေနပ်တာလုံးဝမကျေအကောင်မှစောက်ချိုးကဘယ်လိုစောက်ချိုးလဲဆိုတော့လွတ်တီးခတ်ပြီးနားထောင်နေနားထောင်နားမထောင်နိုင်ထွက်သွားဟယ်လိုမကန်လို့ရှင်နေပြန်လိုက်တော့ရဟိုဘဲပြန်လိုက်တော့မလာနဲ့ငါစီမလာနဲ့တော့အဲ့နင်းငိုလေးရပြန်လိုက်တော့ငါပတ်ဆက်ထပ်ပြီးမယ်ဒါပဲဖုန်းပိတ်ဖုန်းနဲ့တကွာမှနေတီးမခံနိုင်တော့အဲ့တော့ငါကစကားကိုပလင်ခံပြီးပြောမယ်ပလင်ခံပြီးပြောမှာခု9နိုင်မှာငါဆောက်စကားကိုပလင်ခံပြီးပြောတယ်9နိုင်ခွဲမှာပြီးသွားမယ်10နိုင်ပြီးသွားမယ်အဲ့ဒါတိမခံနိုင်လားတိမခံနိုင်လို့ရှိရင် live ကိုရစ်ပြီးကြည့်လေ live ကကြည့်မယ် record ကကြံခဲ့ပါလေငါကအုံနောက်ရှိတယ် record ကိုကြံခဲ့မှာမဟုတ်ငါမဟုတ်လို့ရှိရင် lady live page ကနေပြောပါလေ record ကမကြံပါဆိုလို့အဲ့ဂျပူမဆိုတော့ तू ကကိုရီးယားဆောင်းကျိုး fan ဆောင်းကျိုး also ပူလာလာ तू ပူလာရုပ်ဆိုးတယ်ချက်တဲ့မစစ်နဲ့မုံနဲ့မစစ်နဲ့ကွာမျိုးလည်းဖြစ်မှာပေါ့နော်ဆိုတော့ဇာဝဲဟိုင်းတဲ့ဟိုင်းဟေးလာမလုံးနဲ့လောလောဆယ်ကပြောဆက်ရှိတဲ့စကားပြောမှာမလို့နော်ငကိုကလေးကမှစကားကိုဝိလက်ကြောင့်ပဲပြောနေပါပြောခံနေရဆိုတော့ငါကလည်းပြောဆက်ရှိရပြောမယ်အကောင်မဆောက်ချောင်းကိုပြောမယ်အကောင်မဆောက်ချိုးမပြေတာကိုပြောမယ်အကောင်မဆောက်ကြည့်မရတာကိုပြောမယ်အဲ့အတွက်ငါအရင်ဆုံးပြောချင်လဲဆိုငါအကြောင်းငါအရင်ပြောမယ်အသက်18နှစ်အရွယ်လောက်တော့အရန်လူတွေရဲ့တန်အောင်မခံနိုင်လူတွေအကြောင်းလည်းငါမသိဘူးဆိုတော့အဲ့ချိန်တော့လေကိုကအရန်ပူလောင်တာပေါ့နော်တခါမှမကြုံဘူးရန်ကုန်မြို့ယူရောက်လာပြီးတော့အဲ့ဒါ2009လောက်ဖြစ်မှာပေါ့နော်2009အဲ့တော့2009တော့လေအရန်မမိရတခုရှိအဲ့တော့ဒီရက်ဟာ Gucci Rush လားအဲ့တော့အရန်ခက်စားကိုရီးယားတော့
လေရင်မောင်အဲ့လိုမျိုးအတိုင်းအဝိုင်းနဲ့နည်းနည်းနီးဆက်တဲ့ခါကျတော့သူတို့လာပြီဆိုလို့ရှိရင်ဂူချီရက်တွေဟုံးထအဲ့လိုလွန်ခဲ့တဲ့နှစ်တည်းကပောက်ခဲ့တဲ့ရေမွေးပေါ့နော်ဆိုတော့အဲ့ကာလာမှတ်မိအဲ့တော့ကိုရီးယားအရန်စိတ်ဆင်းရဲရတာထမဆက်နေတော့လို့အဲ့လိုမျိုးအဲ့နဲ့သိချင်အောင်မြင်မှုဆိုတာဘာလဲအောင်မြင်မှုကိုဘယ်လိုလုပ်အောင်လဲတကယ်အဖြေမှန်ပါလဲစိတ်ထားကောင်းအောင်မြင်တာလားစူးစမ်းရင်အောင်မြင်တာလားဘယ်ဟာအောင်မြင်မှုလဲငါနားမလည်ဘူးအရန်စူးစမ်းရင်အောင်မြင်တာလားစမ်းနေနဲ့ဆိုင်တာလားဘယ်ဘဝကန်နေနဲ့ဆိုင်တာလဲအောင်မြင်မှုနားမလည်ဘူးပေါ့အဲ့လိုမျိုးဒါမဲ့တကယ်အောင်မြင်မှုဆိုတာဘာလဲဆိုတော့ကိုအဖြေထုတ်နိုင်တယ်အဲ့ဒါဘာလဲဆိုတော့2008ခုနှစ်လောက်ရောက်တဲ့အချိန်မှာတရုတ်ဆောင်တင်တဲ့တက်တယ်ပေါ့နော်တရုတ်ဆောင်တင်တဲ့တက်တဲ့အချိန်မှာဘယ်လိုပြောမလဲကောင်းပြည့်နဲ့ကိုဝေးတဲ့တငယ်ချင်းတွေပေါ့တငယ်ချင်းတွေဆိုတဲ့အခါကျတော့သူကတင်တန်းပြီးသွားတဲ့အချိန်မှာအကားတဲ့ငါတဲ့ဘာဖြစ်ရမတင်မောသူ့ဖွာတဲ့နိုင်ငံခြားထုတ်ဖို့ပြောနေတယ်သူမထွက်ချင်ဘူးအဲ့တော့သူ့ကောင်မလေးတယောက်ရှိရပေါ့နော်သူ့ကောင်မလေးရှိတော့အဲ့ကောင်မလေးမခွဲနိုင်ဘူးငါ့ကိုလည်းကူညီပါလားတဲ့မင်းလည်းဘယ်လမ်းကြောင်းဘယ်လိုမျိုးငါ့ကိုကူညီပေးနေတာရှိလေတဲ့တခုခုလုံးစမ်းပါလူတယောက်ကိုတိတ်ခါတိထိုက်ပေမဲ့ကိစ္စကိုလိုင်းပေါ်တက်ပြီးပြောလို့မရတော့ဘူးနော်ဥပဒေကြောင့်ရတရားစွဲရင်လည်းထောင်ကျနိုင်ပါလေဥပဒေပြဋ္ဌာန်းတာမသိဘူးတဲ့ရတနာဘောမကျင်းတဲ့တရားစွဲတိတ်ကြပါထောင်ကျနိုင်ပါလေအဲ့ကျင်းတဲ့လူလင်ငယ်ဆိုတာကနေကငါကနေထအုံနောက်ရှိလို့နေငါ့ကိုကြည့်နေရတဲ့အဆင်ဖြစ်နေတာနေငါထအုံနောက်ရှိရင်ငါကနေကိုကြည့်နေရမှာရှင်းလားအဲ့တော့နေဘဝကိုလည်းနားလေနေဆော့စင်ကိုနေပြီးနေအခုချက်ချင်းငါလိုက်တဲ့ထွက်သွားစောက်ယူမဆိုင်ဘူးလေပြောလိုက်အဲ့တော့ငါပြောတဲ့ဟာကနားတော့စောက်ကွန်မန်နေစောက်ပူလာမရင်းနဲ့ခွေးတောင်စားမလူလင်ငယ်နင်းနာမည်ပဲခေါ်လိုက်လူလင်ငယ်ခွေးတောင်စားမပြောင်းအောင်သွားရက်ဒီဘူးမအောင်ပြောင်းအောင်သွားရက်ရှင်းတယ်နော်ငါသမီးဆိုလိုမျိုးဗာလဲဟိုဘက်နိုင်ငံနဲ့ဟောင်းနေမှာမဟုတ်ဘူးပြောထိုက်တဲ့စီးပေါင်တွင်းနဲ့ဘယ်လိုပြောရမလဲဆိုတော့ငါနားလေပြီဒါနော်ရှင်းတယ်နော်မဟုတ်တာကိုပြောလို့မရဟုတ်တာပဲပြောလို့ရတယ်အဲ့တော့ပြောမယ်ပြောတော့ဘာဖြစ်လဲပြောတော့ဘာဖြစ်ချင်တော့ဘာလို့ရှင်းပြောတော့ပြောနေဆိုင်မအောင်ပြောမယ်အဲ့မှာကောင်းပြပြောတဲ့ခါကျတော့ကိုကတော့သူကတရုတ်ဆောင်လိုင်းမှာဘောင်းမဝင်တရုတ်ဆောင်လိုင်းမှာသူနဲ့တိတ်မလိုက်ဖက်ဘူးပေါ့ကွာသိရမလားတိတ်မလိုက်ဖက်ဘူးဖြစ်တဲ့ခါကျတော့တရုတ်ဆောင်လိုင်းကနေပြီးတော့လို့မင်းနဲ့အဆင်မပြေဘူးဆိုတော့မင်းကမော်ဒယ်တော့ဖြစ်နိုင်လောက်တယ်လို့အရက်ကလည်းအရှိပဲအသားကလည်းဖြူဖွေးနေတာပဲဆိုလို့မင်းနဲ့အဆင်ပြေလောက်တယ်ဆိုပြီးတော့ကောင်းပြေကိုတရုတ်ဆောင်မော်ဒယ်ပြန်ပွဲတစ်ခုကဝင်ပြန်ခိုင်းခဲ့တာဝင်ပြန်ခဲ့တော့ तू ကငါလုံးတတ်ပါမလားမလုံးတတ်လဲလုံးတက်တွားဟာဆိုပြီးတော့သူ့ကအကုန်တိတ်ပေးတာငါလည်းမော်ဒယ်တင်တမ်းမတက်ဘူးလေတင်တမ်းမတက်ဘူးလေငါဆရာလုပ်ပေးမယ်မူနဲ့ဘလို့ရှောက်ဆိုပြီးတော့သူ့ကိုအဲ့တော့ဘူအောင်ကျော်လမ်းမှာ BK shopping mall ဆိုတာရှိတယ် BK shopping mall ဆိုတာရှိတဲ့ခါကျအဲ့ BK shopping mall ရဲ့ Mr. BK နဲ့ Miss BK ပြန်ပွဲမှာဟုတ်နော်တောင်းပြရဝင်ပြိုင်လိုက်တော့ကိုရီးယားတော့အဲ့တုန်းကတော့ performance လုပ်တာကိုဘောလုံးကန်တဲ့ဟာကိုဒိုင်နေရှိကိုကန်တဲ့အားမျိုးလောက်လိုက်တဲ့ခါကျတော့ကွာဒိုင်နေကကိုရီမကြည့်တဲ့ခါကျအဲ့တော့စုတွေအများကြီးပေးတာ final ထဲမှာပါတယ် final 30ထဲမှာသူလည်းပါတယ်ကိုလည်းပါတယ်ဒါပေမဲ့စုက90လားမသိပေးတယ်မှာအဲ့စုကကိုမရလိုက်ဘူး90အဲ့မှာစိတ်တကြပြီးတော့မန္တလေးတွေပါပြန်သွားတောင်းပြရကြအဲ့မှာဒုတိယလမ်းလေးရသွားပြီးတော့ဒုတိယရသွားပြီးကမယ် Mr. Lettersit ရတယ် Mr. Lettersit စုရတယ်စုရပြီးတော့တဲ့အခါမှာဘယ်လိုပြောမလဲသူက Mr. လမ်းကြောင်းပေါ်ရောက်သွားပြီပေါ့နော်ပြောမှဆိုမင်းသားဖြစ်သွားပါအောင်မြင်သွားတယ်အဲ့လိုမျိုးကိုကသူ့ကိုမင်းမော်ဒယ်ဖြစ်မှာမင်းမော်ဒယ်လမ်းကြောင်းနေတင်းဆောင်ဖောက်လို့ရတယ်ဆိုကိုကသူ့ကိုမြင်တတ်ခဲ့တယ်တကယ်လည်းသုံးပို့ပေးခဲ့တယ်စေတနာလည်းပါခဲ့တယ်သူလည်းအောင်မြင်သွားခဲ့တယ်သူအောင်မြင်နေတာကိုအရန်ဝမ်းတာတယ်ဒါအဲ့လိုကိုကသူ့လုပ်ပေးခဲ့ဒါပေမဲ့ဘာမှလည်းမမျှော်လင့်ဘူးဘာမှလည်းပြန်လည်းမလို့ချင်ဘူးသူကြာရှုံးသွားတဲ့သူ့ပိုင်းပဲသူအောင်မြင်သွားလဲသူ့ပိုင်းပဲသူအောင်မြင်လို့လည်းဝမ်းတာတယ်ဒီလိုပေါ့လို့ပေါ့ဒါပေမဲ့အရန်အံ့ဩစရာကောင်းတာတစ်ခုက2008ခုနှစ်လောက်မှာကောင်းပြီကိုကအောင်မြင်အောင်လုပ်ပြီးခဲ့တဲ့အခါကျတော့အဲ့ဒီကုတူကန်တွေကဘယ်လိုအချိန်မျိုးမှကိုယ့်စီကိုပြန်ရောက်လာလဲဆိုတော့2012ခုနှစ်ရောက်တဲ့အခါမှာအိမ်မက်ဆိုတာချင်းဆိုပြန်ပွဲဆိုပြီးတော့ season 1ပြန်ပွဲမှာပြန်ခဲ့တဲ့အခါမှာအဲ့တော့ season 1ပြန်ပွဲကြည့်ဘူးတဲ့လူတွေသိတယ်
ခုနပတ်ပြန်ရတာပေါ့နော်တယောက်ကိုတစ်ပတ်စီပြန်ရခုနပတ်ပြန်တဲ့အချိန်မှာဟိုဟာနန်းထရက်သူရဲ့အကောင်ခင်ဝေးရဲ့ပထမဆုံးကနန်းထရက်သူရတယ်ဒုတိယဆုံးကအကောင်ခင်ဝေးရတယ်ဟိုဟာသူတို့နှစ်ယောက်ကအရန်တုံတာတချင်းဆိုတဲ့နေမှာအရန်တုံတော့သူတို့နှစ်ယောက်ပဲပုံပြလက်ဖြစ်တယ်တကယ်ကိုရီးယားကျတော့ကျန်တဲ့ရှေ့ယောက်ကအဲ့လောက်ကြီးမဟုတ်ဘူးအဲ့လောက်ကြီးဒီလူတွေတိတ်မကြိုက်ကြဘူးတော့ငါနဲ့ဆရာမဥပဒေရှိရဆိုတာပဲတိတ်စာတိတ်ချဖတ်ပါအေးရပြီနေပြောတာနားလေတွားတော့နေစောက်ကမှစောက်စိတ်မဝင်စားအောင်အဲ့နဲ့ဟိုကွန်ဟိုပေါ့ပြိုင်ပွဲအပတ်စင်လိုက်ပြိုင်လာပြီးရဲ့အချိန်မှာခုနပတ်ပြိုင်တယ်ပေါ့နော်ခုနပတ်ပြိုင်ပြီးတော့ခုနပတ်ပြိုင်ရတဲ့အချိန်မှာ6ပတ်မြောက်ထီကိုကနာမည်မကြီးဘူးနန်းထရက်သူနဲ့အကောင်ခင်ဝင်နေကပဲအစကနေဒီ final လာနီးပါးထိနိုင်မယ်ကြီးတယ်ဒါပေမဲ့ဟိုဆရာကောင်းတာကအိမ်မဆုံလာရဲ့နောက်ဆုံး final ပွဲရောက်တဲ့ခါမှာအဲ့တော့အမေကတော့ချစ်တော်မမအောင်ဆိုခိုင်းခဲ့တာပေါ့နော်အမေကနေဒီလိုဆိုဒီလိုကဆိုပြီးတော့အဲ့တော့ကတော့ဒါလေးဒီပိုက်ပဲပေါ့နော်ဆိုတော့သူကတော့အဲ့လိုကခိုင်းခဲ့တဲ့ခါကျတော့သူ့ကိုကမကချင်နေကလိုက်တာပဲဒါပေမဲ့အဲ့ဒီဟာကြီးကပြိုင်ပွဲဟာကြီးကရိုက်ကူးရေးမှာကလေးပေါက်သွားပါတော့ပေါက်သွားပြီးတော့တကယ်ပြန် on air တက်တဲ့ခါကျလေဟုံးကလေးဆိုပေါက်သွားဟိုအရန်အောင်လို့ကောင်းတယ်ဟိုလုံးဝလေဒီပြိုင်ပွဲခုနှစ်ပတ်မှာရှိတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်၆ပတ်ထိပြိုင်တယ်ဘာမှအရာမရဘူးကိုယ်လည်းဘယ်မှလည်းမသိဘူးတိတ်တယ်နေတယ်ပေါ့နော်အရန်နေတယ်တဏှာဒီ10ရောက်သွားလို့ရှိရင်နန်းထရက်တူကြီးပဲအောင်းကျွတ်အကောင်ခင်းကြီးပဲအောင်းကျွတ်သူတို့ကအရေးချင်းရမ်းရှိတာကိုအရန်အတန်အရန်ကောင်းအရန်တော်ကိုကျတော့အတန်အဲ့လိုမကောင်းဘူးဟိုအတူရောလူကြောပေါ့နော်ရုပ်ပဲချောသူတို့ကအဆူတော်ဆိုရုံချောလေကိုကကျနည်းနည်းရုပ်ရည်လေးနည်းနည်းရှင်းမော်ဒယ်ပါညာလို့ဖူးတော့အဲ့လိုသဘောမျိုးပေါ့အဲ့လိုမရှိတာကြတကယ် final နေ့ကျတော့ဟုံးဆိုပြီးတော့အကုန်လုံးဒီ10ရောက်ဆုံးပဲပြန်ပွဲမှာဟို popular အဖြစ်ဆုံးပဲပြောအောင်ပေါ့နော်ဟုံးနဲ့ပေါက်တဲ့လူတွေမှာကိုပါခဲ့တယ်အဲ့နန်းထရက်သူနဲ့အကောင်ခင်ဝင်နဲ့နာမည်ကြီးလာတဲ့ထောင်ချောက်မှာတော့ final တကယ် final မှာကိုတော့သူတို့နာမည်မကြီးဘူးဆိုတဲ့အတိတ်မျိုးဖြစ်သွားပြီးတော့အဲ့တော့ကပြောမယ်ဆိုရင်ခရစ်ယာန်အနေနဲ့ပြောမယ်ဆိုရင်ဖျားကြီးစုကိုရခဲ့တယ်ဖျားရဲ့ blessing ကိုရခဲ့တယ်ဆိုပုံစံမျိုးပေါ့နော်အဲ့မှာအရန်ထူးဆန်းတာပေါ့နော်နောက်တစ်ရက်အပြင်လဲထွက်လာအကုန်လုံးဟာအကာအဲ့လိုအကုန်လုံးသိကြချင်မှာငါဘာလို့ဒီလိုမျိုးထူးဆန်းတဲ့အကျိုးရလက်ကောင်းကျိုးကိုငါဘာလို့ရရလဲမသိဘူးငါနားမလည်ဘူးဟိုဟာအဲ့လိုဘာလို့ဖြစ်သွားလဲမသိဘူးနော်ပြောပေါ့နော်လူတိုင်းကတော့အောင်မြင်ခြင်းကြကြည့်လူတိုင်း popular ဘယ်လိုပြောလဲလူတီဟိုအနုပညာလောက်တဲ့သူကဒီဟာလို့ရှင်းတာလေအဲ့လိုဆိုတော့ပြောလိုက်တာလူကလည်းအဲ့လိုပေါ့အဲ့ပြဘာကြောင့်အဲ့လိုဖြစ်လဲဆိုတော့မသိဘူးဒါပေမဲ့နောက်ပိုင်းကျတော့အသက်အရွယ်ကြီးလာတယ်ကိုကဘာလို့သိလာလဲဆိုတော့ကောင်းပြီငါအရင်ကစေတနာအပြည့်နဲ့တကယ်ချင်းမင်းအောင်မြင်မှာဆိုလုပ်ခဲ့တဲ့ခါမှာသူကအောင်မြင်သွားတယ်သူအောင်မြင်သွားတဲ့ပုံမှာကိုစေတနာထားခဲ့တယ်ဟိုဟာသူအောင်မြင်ဖို့လေကိုကလုံးဝပြပြဟိုစေတနာပြည့်တဲ့ကုညီပေးခဲ့တယ်သူကတကယ်လဲအောင်မြင်သွားတယ်ဒီ၃ချက်ပေါ့နော်အရင်တော့အောင်မြင်စေတဲ့စိတ်ရှိရမယ်ပြီးတော့အောင်မြင်ကိုလည်းတကယ်သုံးဖို့ရမယ်သူကလည်းတကယ်အောင်မြင်သွားရမယ်အဲ့၃ချက်ပြည့်စုံပြီဆိုရင်အဲ့ကုသိုလ်ကံနဲ့ကိုယ်စီပြန်ရောက်လာကိုလည်းပြန်ပြီးအောင်မြင်ရမယ့်ကံပါလာအဲ့ဒါကကံအကျိုးပဲပေါ့နော်ဒါကိုဒုက္ခအကြောင်းနားလည်သွားချင်ပါငယ်တော့ငါအောင်မြင်မှုဆိုတာဘာလဲဆိုတော့အရန်သိချင်နေတယ်အောင်မြင်မှုဆိုတာဘာလဲဆိုတော့အခုချိန်မှာ definition အဖြစ်တော့ပါဆိုရှင်ကိုကြောင့်လူတူဦးတရားအောင်မြင်စေတဲ့သက်ရှိတယ်အဲ့လူကလည်းတကယ်အောင်မြင်သွားကိုလုပ်ပေးနိုင်တစ်ချိန်မှာလည်းလူကိုဟာတူတော့အကျိုးပေးပြီးတော့အဲ့ကိုလည်းအလုံးလုံးလေးနဲ့ငါတို့ထိုင်နေတဲ့အောင်မြင်မှုတစ်ခုရမယ်လို့ကံအကျိုးကိုယုံကြည်ခဲ့တယ်အဲ့လိုကံအကျိုးယုံကြည်ခဲ့တဲ့လူတစ်ယောက်ကအဲ့လိုပေါ့ယုံကြည်တဲ့သူတစ်ယောက်ဖြစ်လို့လေအခုနာမည်တက်ပြီးတော့ပြောရတာငါမဟုတ်တာလို့ရင်မဟုတ်တဲ့တန်ငါခံနိုင်တယ်လေငါဟုတ်တာလို့ရောအဲ့ကောင်မရော तू ဟုတ်တာလို့ရင် तू ငါကြိတ်တာလို့လေ तू မဟုတ်တာလို့ရင် तू ဆောက်ချုံနေတူပဲပေါ့ဟုတ်တယ်လားโอเคအဲ့တော့ပြောမယ်ရတနာဖို့အကြောင်းစပြီနော်ဘာလဲဆိုတော့2010ပေါ့2010ကာလမှာသူနဲ့ကိုနေကတကယ်ချင်းအပေါင်းအသင်းမိတ်ဆွေကဏ္ဍအနေနဲ့သူကလည်း Great Wall Shopping အဲ့တော့မန္တလေးမှာ Great Wall Shopping Center ရှိရလေ Great Wall Shopping Mall ရှိရ32လမ်းနဲ့88လမ်းမှာပေတိုင်းမော်လေးပေါ့လေကိုရီးယားအဲ့တော့ယောက်ျားလေးက3ယောက်လားမိန်းကလေးက3ယောက်လားမသိအဲ့မိန်းကလေး3ယောက်တည်းမှာရတနာဖို့ပါတယ်ယောက်ျားလေး3ယောက်မှာကိုလည်းပါတယ်သိုးထက်လည်းပါတယ်အခုအလင်းရောင်လည်းပါတယ်ပေါ့နော်ပေတိုင်းမော်လေး3ယောက်ရှိတယ်ပြီးတော့ညို
ဟိုရှင်းအဲ့ပြောက်ပါတယ်အားလုံးမအဲ့ပေးနိုင်မော်ရှိုးကြီးရှောက်ကြတဲ့ခါကျဒီတငယ်ချင်းနဲ့အမြင်နဲ့ဖွဲ့လိုက်ပြီပေါ့နော်အမြင်နဲ့ပါတယ်အဲ့လိုမျိုးဟိုရတနာဘုံနဲ့လည်းကိုယ်နဲ့ခင်နေရပေါ့နော်ဒါခင်နေဆိုတာကဒီအလုပ်သဘောအရမိတ်ဆွေအပေါင်းအသင်းဖြစ်တယ်သူနဲ့ကိုယ်နဲ့ကဒါအလုပ်သဘောအရတည်တဲ့မိတ်ဆွေခန္ဓာအနေနဲ့တယောက်တစ်ယောက်ခင်မေတိကျကျရှိကြတဲ့အခါမှာတခါလေကျလို့ရှိရင်ကိုကတခါလေအဲ့တုံးလေးတဲ့ခေါင်းဆောင်လုပ်ရတဲ့ဟာရှိတယ်ရူဘီမက်လေအဲ့ဟိုမှာမြို့တစ်ဟိုဘက်မှာအဲ့88လမ်းဘက်မှာရူဘီမက်ရှိတယ်ရူဘီမက်မှာကိုဦးစီးခိုင်းတယ်အကားမော်ဒယ်တွေကိုဦးစီးပြီးခေါ်ပြီးပါယောက်ျားလေး3ယောက်ခေါ်ပြီးမိန်းကလေး3ယောက်ခေါ်ပြီးဆိုရဲအဲ့လိုမျိုးအနေထားရှိခဲ့တဲ့အခါမှာဟုတ်ကဲ့ဆိုပြီးခေါ်ပြီးလို့ရှိရင်ကိုနဲ့နေဆက်ရခေါ်လိုက်တာပေါ့နော်အဲ့လိုခေါ်လိုက်တဲ့ခါမျိုးရတနာဘူကဟဲ့အကားနေငါ့ကိုလည်းမခေါ်ဘူးဟိုဟာမေးနေလားအေးမသိဘူးငါလည်းမဟုတ်ဘူးဟိုလိုမျိုးမဟုတ်ဘူးတက်ကြီးဘယ်သူမှမခေါ်ဘူးလေမဟုတ်ဘူးဘယ်သူခေါ်တယ်လည်းမဟုတ်ဘူးငါဒီမဲ့ကိုနဲ့နေဆက်လို့ဆိုလို့ရှိရင်လွယ်တယ်ဆိုရှင်ခေါ်လိုက်တာပဲအနေနဲ့နည်းလက်တကန်းလောက်ဖြစ်လို့မခေါ်ဖြစ်တာနော်အဲ့ဆိုရင်နောက်တစ်ခါကျရင်နေခေါ်မယ်နော်အဲ့လိုမျိုးလေးရှိတယ်သူနဲ့ကိုနဲ့သူနဲ့ကိုနဲ့ကခင်ခင်မိတ်ဆွေအပေါင်းအသင်းအနေထားမျိုးနဲ့ရှိတော့မမရပြောလို့ရှင်တော့သူကလည်းကို presenter လုပ်ဖို့လာမသိပွဲတစ်ပွဲခေါ်ဘူးတဲ့ဟိုက Galaxy သပင်ပွဲမှာ तू က presenter မိန်းကလေးပေါ့နော်ကိုက presenter ယောက်ျားလေးအဲ့လိုပုံစံမျိုးနဲ့ तू ကပွဲကိုလှမ်းချိတ်တာ2010လောက်ကဖြစ်မလားမသိဘူးကားလေးgrey ball မှာလေအဲ့ဘာပြိုင်ပွဲသပင်ပြိုင်ပွဲဆိုတာရှိရဲ့တဲ့အဲ့ဒါဟိုတဲ့ဟိုနင်းနဲ့ယောက်ျားလေး presenter နေနဲ့လုပ်လာတဲ့အေးလုပ်ပဲလေးလာဟိုဆိုပြီးအဲ့လိုမျိုးဟိုသူနဲ့ကိုနဲ့ကမန္တလေးမှာတော့ဟိုလိုမျိုးတအားရင်းနှီးနေတာမဟုတ်ပေမဲ့ဒီလိုမျိုးဒီ fee ထဲမှာပဲနေကြတဲ့အပေါင်းအသင်းမိတ်ဆွေတွေလို့အနေအထားမျိုးရှိတယ်ပေါ့လေရှိရ okay အဲ့လိုအနေအထားမျိုးရှိတဲ့ခါကျတော့အဲ့ဒါနဲ့ပဲကိုရီးယားအရင်သွားလိုက်တော့ကဲတကယ်ကြီးတော့ငါဟိုရန်ကုန်တက်သွားပြီးပြန်ပွဲတွားပြန်လာအောင်မယ်ရန်ကုန်ဆိုတာမန္တလေးကလူတွေတက်ကြရန်ကုန်ဆိုတာနောက်တစ်ဆင့်တက်ရတယ်အလင်းအောင်တော့အတူတူအလင်းအောင်တော့ကျတော့ဟိုစောလာလားနောက်ကျလားနည်းနည်းစောမယ်တင်တယ်သူတို့နည်းနည်းစောရောက်သွား6လလောက်စောရောက်သွားကိုရီးယားကအမှနည်းနည်းနောက်ကျပြီးမှရန်ကုန်ရောက်သွားပြီပေါ့နော်ရောက်သွားတဲ့အခါမှာ2017ပေါ့17ပြီး12ပေါ့12ကျတော့ခုနကျွန်တော်ပြောခဲ့လို့ပဲအိမ်မက်ဆိုတာမှာကိုကနည်းနည်းဟို popular ဖြစ်တယ်ပေါ့နာမည်ရနည်းနည်းနာမည်ရတယ်ပေါ့လေအဲ့ခါကကာလာပေါ့2012ကာလာလောက်ကအဲ့လိုမျိုးနာမည်ရခဲ့တယ်နာမည်ကအခွေထွက်တော့လေအခွေရအရန်ရောင်းရတယ်audio CD အရင်ထွက်တယ်ပေါ့လေအဲ့တော့ CD အချင်းခွေတွေခက်ကို audio CD အရင်ထွက်တဲ့ခါကျတော့အဲ့ audio CD ကိုထွက်နေရင်းနဲ့ပဲဟောပေါ့2012နှစ်ကုန်ဆို73ရောက်ခါနေပေါ့73ရောက်ခါနေအဲ့ချိန်ကြမှာရတနာဘူကရန်ကုန်စတက်လာသူရောက်တာ2013ဖြစ်မယ်တဲ့73ကိုတလပိုင်းဖြစ်မလား2လပိုင်းပဲကိုလည်းမသိဘူးသူ့အကြောင်းလည်းအဲ့လောက်ကြီးတော့စိတ်ဝင်စားဘူးသူကကိုယ့်ရဲ့တာမန်ရင်းနှီးတဲ့စကားပြောဖို့မိတ်ဆွေအနေထားမျိုးပဲအဲ့ကနေပြီးတော့သူရန်ကုန်ရောက်လာတဲ့အချိန်မှာသူကကိုရီစီဖုန်းဆက်လာတယ်ပေါ့နော်အကားတဲ့ဟိုဘယ်မှာလဲတဲ့ငါငါမိနေနေရလို့မော်တင်တက်လမ်းမနေတာလို့ဘာလို့လဲလို့ပြောကြအေးတဲ့လာခဲ့မလီတဲ့ငါဦးတဲ့အေးအလုံးကနေရန်ကုန်ရောက်နေလားလို့ဟုတ်တယ်တဲ့ရန်ကုန်မှာလေတဲ့ပြန်ပွဲတက်ဖို့တက်လာငါ့ကိုကူညီပါအောင်တဲ့အဆက်တွေလည်းမရှိဘူးတဲ့ဘာလို့မှတဲ့ဘလို့တဲ့နင်းတဲ့ဗာလဲအချစ်ဆက်လေးရှိပြောပါအောင်တကယ်ချင်းနဲ့တော့အဲ့လိုမျိုးပြောအေးလာခဲ့လေးပေါ့ဆိုတော့အဲ့နဲ့ဘယ်အိမ်မှာရှိရဲလို့ဒီနေ့ဘယ်မှမသွားဘူးဆိုပြီးအဲ့မှာသူရယ်ရတနာဘူရယ်ဖြူဖွေးရယ်ပေါ့နော်ဖြူဖွေးဆိုတာကျတော့အဲ့တော့ဟိုပါပေါ့မေမန္တလေးမှာမေအလှမေလားဘယ်လိုလဲအဲ့လိုမေပေါ့နော်မေဆိုဖြူဖွေးနဲ့ရတနာဘူနဲ့2ယောက်ရောက်လာကြအိမ်ကိုရောက်လာလိုအပ်ချက်ရှိရလူဆိုတော့လိုအပ်ချက်ရှိပါတယ်ဟိုအိမ်အလေလာလို့လည်းဘာမှမလဲဝယ်မလားဘာမှလည်းပါမလားဘူးဟိုအလိုက်ကန်းဆိုလည်းမသိဘူးအရေး3ပါးလည်းနားမလဲဘူးအဲ့လိုမျိုးပဲဟိုဒီမဲ့အိမ်ကိုဒီမဲ့လက်ပလာနဲ့ရောက်လာကြတာပေါ့လေရောက်လာပြီးကြပြောအဲ့တော့ဘလို့အခုကငါတို့တဲ့ဟိုအဲ့နေမေအမေတွေအဖေတော့မပါဘူးလားဆိုစကားအရင်တော့လည်းပြောလိုက်ပါအောင်ဟိုတဲ့ပါတယ်ဖြူပွင်းနဲ့လောလောဆယ်ဖြူပွင်းနဲ့နောက်သေးပဲတက်လာတာတဲ့အမေတို့ကနောက်ကနေလိုက်လာမယ်လို့ပြောတယ်တဲ့ဩဟလာအေးအဲ့ဒါလေးနေတဲ့အခုကြီးဟိုတဲ့ပေါ့စကားရေးဖို့အဲ့လိုမျိုးဗာလဲဟိုဒရိုက်တာတချို့အတိတွေရှိလို့ရှိရင်တဲ့ဟိုပြောပါအောင်တဲ့မော်ဒယ်ဘာဖြစ်လို့ရှိရင်ပွဲကြီးရှိလို့ရှိရင်ခေါ်ပါအောင်တဲ့ငါမော်ဒယ်ကမလုပ်တော့ဘူးလို့အဲ့ဆိုဟိုအခုကအဆိုတော်လေးနဲ့ပဲလူတွေကသိကြဆိုတော့အဆိုတော်ဟိုပွဲဆိုတာတော့ပဲရှိတာလို့တခြားဘာမှတော့ထူးမရှိဘူးလို့ဒါပေမဲ့ငါအခွေအတွက်က MTV ရိုက်နေတာတော့ရှိတယ်လို့ MTV ရိုက်နေတာအဲ့တော့ချစ်တော်မမက17ပုတ်လားမသိအဲ့ဟာကတချင်း MTV ရိုက်နေတာချိန်ပေါ့နော်အဲ့နဲ့နို MTV အတွက်လေလို့ရှိရင်နဲ့ပြောပါအောင်နဲ့
ဆိုတော့သူရဲ့ဖြူဖွေးရပါနော်သူကတော့ဖြူဖွေးကကိုနဲ့အရင်မခင်သူနဲ့ကတော့နည်းနည်းလေးပိုခင်တယ်ပေါ့လေခင်တဲ့ခါကျတော့โอเคဖုန်းနံပါတ်သူကလည်းဖုန်းနံပါတ်တွေပါပေးခဲ့โอเคပါအဲ့ဒါသူအဲ့ဒါ Facebook တွေပါ friend တွေပါဖြစ်သွားပြီးတော့ဒီလိုပါပဲသူကလည်းရုံးကန်နေစူးစမ်းနေတယ်ပေါ့နော်ကိုကလည်းအဲ့ချိန်တော့ကလည်းတက်ပေါ့စူးစမ်းနေတဲ့နာမည်လည်းမရသေးဘူးနာမည်လည်းမကြည့်သေးဘူးအောင်လည်းမအောင်မြင်နေဘူးကိုကလည်းကိုရုံးကန်နေရနေတာရှိသေးတယ်ပြောချင်တာကလူတစ်ယောက်ကိုအောင်မြင်လာအောင်ဆွဲဖော်နိုင်တဲ့အနေအထားမျိုးလည်းမဟုတ်သေးဘူးအောင်မြင်ပြီးတော့ကြီးတဲ့အရင်နဲ့အောင်မြင်ဥမာကိုကအောင်စမှုလို့ဖြစ်သွားလို့သူကရတနာဘွားငချွတ်ဘွားနဲ့ကိုရောက်လာလို့တကယ်ချင်းဆိုဆွဲခေါ်လိုက်တာမျိုးလဲကိုအာတာဆွဲအနေထားမျိုးလဲဆွဲခေါ်လိုက်ပြီလားမတူဘူးလေဒါကိုကလည်းကိုတော့ဘယ်လိုပဲကိုကလည်းကိုရက်ကန်နဲ့လုပ်နေရအနေထားလေအဲ့မှာ तू ကအဲ့လိုတချင်းရိုက်ဖို့လာခေါ်တယ်ပေါ့ဒါပေမဲ့ကိုတော်မှကိုကလည်းကိုတော်မှမင်းသမီးတွေပါခေါ်ရတယ်ဒါကိုကမင်းသမီးတွေရဲ့အချိန်နဲ့လူတိအောင်လို့စူးစမ်းနေရတဲ့အချိန်ပေါ့နော်အမှထထမိုးတို့ပါနဲ့ရိုက်တယ်ရွှေရုံတို့ပါနဲ့ရိုက်တယ်ရွှေမဝီတီနဲ့ရိုက်တယ်အဲ့လိုမျိုးလေးပေါ့ရုံးဝီလင်မိုးနဲ့ရိုက်တယ်အဲ့လိုမျိုးလေး MTV လေးဝမ်စုကန်တင်းနဲ့ရိုက်တယ်ကိုကလည်းကိုကောင်းလို့ရရလေအဲ့လိုမျိုးလေးနဲ့တချင်းလေးရိုက်တော့သူတို့ရဲ့အကူအညီကိုယူရလေကိုကအောင်မြင်နေမှာမဟုတ်တာအဲ့တော့ပြောချင်တာကရတနာဘူကိုအဲ့အချိန်လုံးလေးကကိုကချစ်ချင်းမုန်းချင်းဘာမှမရှိဘာခံစားချက်မှမရှိဘာမှမခံစားရဘူးသူတာမန်လူတယောက်ပဲအဲ့တက်ပို့ပြီးတော့ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်တော့အခုလိုပြောလိုက်ရှင်နည်းနည်းရိုင်းမလားတော့မသိသူ့ကိုကအောင်မြင်နိုင်တဲ့အနေထားတယောက်အောင်မြင်နိုင်တဲ့မင်းသမီးတယောက်ဖြစ်မယ်လို့လည်းမထင်ဘူးအဲ့လိုလည်းမယုံကြည်ဘူးပေါ့နော်ကိုမကြိုက်ဘူးပေါ့လေအဲ့လိုအာကာရတနာဘူဘာလို့အဲ့လိုမျိုးပြောရလဲလို့မျိုးလို့ရှိရင်ကိုရဲ့မြန်မာနိုင်ငံအရာဆန်ကျင်အရာကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာကြတော့ပေါ့နော်အသားဖြူမှအသားဆိုဖွေးစွန်နေမှတည်မလားဒီလိုမျိုးဝုံမုံရွှေရိုးလိုမျိုးပေါ့ပဲပြောချင်တာဒါမှမဟုတ်ဆိုဖွေးစွန်တယ်လေအဲ့လိုမျိုးလေးဖြစ်မှဖြစ်မြောက်အောင်မြင်တာလွယ်တာသူတို့ကကြမဲတဲ့ပဲရောက်တယ်ကွာအသားမျိုးပဲပေါ့လေအသားမျိုးရဲ့ဒါတစ်ချက်နောက်ချက်ကကြခန္ဓာကိုယ်ကလေညှက်စိခန္ဓာကိုယ်လေးလေတိကိုလေးနဲ့မပေါ်မထင်မပေါ်နေဘူးကို့အမြင် just my opinion ဘလိမ့်တာမဟုတ်ဘူးဒါပြောပိုင်ခွင့်ရှိရလို့ထင်တယ် तू ကထူးထွေကိုအရန်နေထင်းပေါက်မနေဘူးလို့ကိုကယူဆ तू ကတော့သူ့ကိုယ်သူအရန်လာထင်တယ်ဆိုတော့အင်တာဗျူးမှာဖြေထားတော့အဲ့လိုနစ်ကိုလည်းအဲ့လိုမြင်နေရလားပေါ့နော်အဲ့လိုမျိုး तू မှလည်းတကူလုံးမှလည်းခန္ဓာကိုယ်ကဘလို့မှလည်းလာမနေပြီးတော့အဲ့တော့ဆိုပို့ဆိုးတယ်အသားကလည်းမဲတယ်ဂျိုင်းကွက်မျက်နှာမှာလည်းဂျိုင်းကွက်တွေပါလည်းရှိတယ်အဲ့လိုကိုယ့်တော့ကဆက်ဆံမှုအဲ့ချိန်တော့မေမေကတော့အဲ့တော့သူ့ချစ်ရှာတယ်ဟိုဟာရတနာဘူလေးကလှတယ်နော်တဲ့ तू ကတဲ့ခင်တန်းတို့လိုမျိုးလေးပဲတဲ့ဒေါ်တဲ့ပိုင်းနဲ့ကိုယ်နဲ့အဲ့လိုမျိုးတွေ opposite အမြဲတမ်း opposite အဲ့လိုမျိုးဆိုဟုတ်လားလို့တားတော့အဲ့တော့လေမမကြီးကကိုရီးယားဘယ်လိုလူမျိုးကိုကြိုက်တယ်လဲလို့မျိုးချင်းအဲ့ model မှာမန်လေးရ model မှာသူတို့နဲ့အဲ့လိုမျိုးခက်ပြိုင်တက်တယ်တွေမှာလေမြင့်မို့ဖူးကြီးဆိုတဲ့ကမလေးတယောက်ရှိတယ် तू ကကိုရီးပြောလို့ဖွတ်စွန်တယ်ဗောလေအဲ့လိုမျိုးဖွတ်ပြီးပြီးတော့လက်မောင်းလေးဆိုတွေ့လေးတွေကွာအဲ့လိုမျက်နှာပေါက်ကဆိုင်ဒီမိုးမီလို့မျက်နှာပေါက်မျိုးဆိုင်မိုးမီလို့ဖူးပေါင်းလေးပေါ့နော်အဲ့လိုမျိုးကိုရဲ့စိတ်ထဲမှာတော့အဲ့လိုမျိုးဖူးနဲ့ဖြူပြီးပိန်တွေ့တဲ့ဟာမျိုးလေးတွေကိုအောင်မြင်ဖြစ်မြောက်မယ်လို့ထင်တယ်ဒါပေမဲ့ရတနာဘူတော့လေတကူတခါကြီးတော့လေတခါမှလည်းသူ့နဲ့ကိုယ်နဲ့တငယ်ချင်းပေါင်းနေဖြစ်နေပါနဲ့ဟဲ့နေကဖြစ်မြောက်နေမှာမဟုတ်ဘူးနေကအသားမဲတယ်နေကရက်ပူတယ်နေကမျက်စိလေအဲ့လိုမျိုးတခါမှလည်းကိုလည်းသူ့လည်းမပြောဘူးပါဒါဒီလိုရဲ့အဲ့လိုစနှောင်းနေရရှိပါတော့သူ့ကိုဟဲ့မလေးဟဲ့ငါအုံဆော့ဖြစ်တယ်လေဘယ်ဘုံဆော့အဲ့လိုလေးတော့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးကြီးအပြစ်တင်ပြီးတော့အဲ့လိုရှုံချပြီးလည်းမျိုးထိုးပြီးပြောတာမျိုးတော့အဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့လည်းဘယ်လိုပဲကိုယ့်ရဲ့စိတ်ထဲမှာတော့သူကငါတော့သူ့အောင်မြင်မှထင်မှာဘူးပေါ့အဲ့လိုမျိုးကြီးတော့စိတ်ထဲကရှိတာအမှန်ပဲဒါတော့ဝန်ခံတယ်ဒါတော့မတတ်နိုင်ဘူးဒါတော့ကိုကငဘိုးကလေးပွင့်လင်းတယ်ပြောစရာရှိရင်ပြောပလိုက်ပါပဲအဲ့တော့ကိုဒီလိုပြောလို့လေသူကဘာမှလည်းပုံပေးတော့မှလည်းမဟုတ်ဘူးလေဆိုတော့အဲ့လိုမျိုးဆိုတော့အဲ့လိုချိန်မှာပြောချင်တာသူကအိမ်ကိုရောက်လာတယ်သူ MTV ရိုက်ပေးပါတချင်းတွေခေါ်ပေးပါတခုကူညီလို့ပြောပါရိုက်ဖို့တော့ကိုထည့်ပေးပါနည်းနည်းပြောရတနာဘူတခုပြောချင်တာကဘာလဲဆိုတော့ဒီနေရာမှာပြောမယ်နော်ဒီကနေပြီးတော့ပြောချင်တာလူတယောက်ကိုကူညီပေးဖို့ဘယ်သူမှတာဝန်ရှိဘူးနင့်ကိုလည်းငါကမကူညီပေးလို့ငါမှနင့်ကိုကူညီရမယ့်တာဝန်လဲဘာတာဝန်မှမရှိဘူးရှင်းလားအဲ့လည်းပဲ
ကိုယ်နဲ့လာနဲ့ MTV ရဲ့တော့သူ့မခေါ်ပြီးဘူးကိုကတော့တိတ်ပြီးတော့အဆက်တယ်မလုပ်ဖြစ်ဘူးပေါ့လေအဲ့လိုအဆက်တယ်မလုပ်ဖြစ်တဲ့ခါမှာအဲ့ဟိုလာပြီးတော့အဲ့လိုပြောသွားပြီးတော့နောက်ထပ်တနေ့ဝန်းကျင်လောက်ဖြစ်မလား10လလောက်ဖြစ်မလားမသိဘူးအဲ့လိုမျိုးပေါ့နော်အဲ့ချိန်မှာ तू ကပြိုးခွင်းထဲမှာပါသွားအဲ့ပြိုးခွင်းထဲမှာပါရဲဆိုချိန်မှာဟိုပဲကိုကလေတော်တော်မျက်လုံးနဲ့ပြူးသွားပြီးတော့လေဟာသူအဲ့လိုမျိုးဖြစ်သွားအရင်က surprise ဖြစ်သွား surprise ဖြစ်သွားတယ်သူကမထင်တာဘူးသူ့ရဲ့အနေထားကိုအဲ့တော့ level တိကျမှကိုကမထင်တာဘူးပြိုးခွင်းဆိုတာကွာမင်းသမီး3ယောက်ကိုရွေးလိုက်လို့ရှိရင်အဲ့မင်းသမီးတော့ကလုံးဝကိုတန်းတစ်ခုရောက်တဲ့အနေထားလောက်ဖြစ်ကြတယ်ဟိုဖြစ်ကြတယ်မှာအဲ့ရန်လာပေါ့ပြိုးခွင်းတွေကပါသွားအော်အဲ့သူကလည်းဆန်းလေးတော့မစိုးဘူးတော့သူလည်းဆန်းတော့ကောင်းချတာပဲသူကန်လေးလည်းကောင်းတယ်တော့ငါတော်တော်မထင်တာဘူးပေါ့အဲ့လိုမျိုးလေးတော့ရန်လာဖို့ရှိတဲ့ခါကျတော့အဲ့နဲ့ဒီလိုပဲပေါ့အဲ့ချိန်တော့ဝင်သွားကိုကလည်းမြင်နေမဆက်တယ်ပြဘူးဆိုရင်သူ့ရာကိုဟိုမြင်နေရတာဟိုဂျာနယ်တွေဟွာတွေရတယ်ပဲမြင်နေရကြအော်ဝမ်းတာပါလေကိုမန်လေးကိုတကယ်ကြီးဖြစ်မြောက်သွားလဲဝမ်းတာပါလေကိုရဲ့စိတ်ထဲမှာတော့ကိုမကူညီနိုင်တာသူ့မုန်းတယ်လို့လည်းမဟုတ်ဘူးကိုကကူညီနိုင်တဲ့တက်တက်မှတ်ကိုဖျက်ချပြီးစောက်ကြည့်ရုပ်ပြီးကောင်းမနေကိုစောက်ကြည့်နေကိုယုံလို့ဆိုတာအဲ့လိုမျိုးလည်းမဟုတ်ဘူးကိုကသူ့ဟိုချက်ချင်းမုန်းနေတဲ့ဘာမှမရှိဘူးလေအဲ့တော့ तू ကမြင်လိုက်လို့လေသူ့မြင်လို့ဝမ်းတာရဆိုရှင်လေအော်ရန်လာကပါသွားတာပဲမဆိုးပါဘူးဝမ်းတာပါလေကောင်းပါလေအဲ့လိုမျိုးကိုကအဲ့လိုမျိုးလေးပေါ့တကူတကကြီးတော့ဟဲကိုကလူလေးလေးဘာမှလည်းမလုပ်ဖြစ်ဘူးဒီလိုလေးပဲပေါ့ကိုကဒီကနေ့ပဲသူနဲ့လည်းအဆက်တယ်မှာတိတ်မရှိရကောင်းပါလေဝမ်းတာပါလေအဲ့လိုမျိုးတွေ့တော့မှပဲနှုတ်ဆက်အောင်မယ်ပေါ့အဲ့လိုမျိုးလေးပဲရှိတာအဲ့ဒါနဲ့ပဲပြောပြမယ်နော်အဓိကပြောချင်တာအဲ့ဒါ2015လား15ဖြစ်မယ်တဲ့15မှာ तू ကတတစ္စမင်းသမီးပေါ့ဒါပေမဲ့တတစ္စမင်းသမီးဆိုအဲ့2015လောက်ကလေရွှေသမီးရဲ့ပိုင်ဖြိုးတူရဲ့ရတနာဘွေမှာရတနာဘွားကအញ្ញံဆုံးဟိုရွှေသမီးကအဲ့တော့ hit နည်းနည်း hit ဖြစ်တယ်ပေါ့လေဟိုပိုင်ဖြိုးတူကတော့အရှိန်နဲ့ဝင်တာဟို background အရှိန်ရှိတော့ပို့ပြီးပေါက်ရောက်တယ်သူတို့တော့ဒီမှာဗိတ်ချီကဟိုပါပဲရတနာဘွေပဲအဲ့လိုနေထားမျိုးပဲရှိသေးတယ်အဲ့အနေထားပဲရှိတယ်နော်အဲ့ဒါနဲ့ပဲतू ကအဲ့မှာအငိတ်ကရပေါ့လေအငိတ်က तू နောက်ထွက်မင်းသမီးလားရှေ့ထွက်မင်းသမီးလားဘာမင်းသမီးလဲတော့မသိဘူး तू ကအငိတ်နေကရတယ်ကတဲ့ခါကျသူတို့နဲ့အမြင်နဲ့မြင်နေတာကွယ်သူ့မိနဲ့လည်းအမြင်နဲ့သိတယ်သူ့မိနဲ့လည်းအမြင်နဲ့သိတိုင်လုံးနဲ့လည်းသူ့အိမ်နဲ့လည်းကိုယ်နဲ့ချိန်လုံးဟွာမန်လေးမှာဆိုအဲ့လိုမျိုးအိမ်ကိုသွားလိုက်ဟိုအလားတက်လာပါပြောလိုက်သူ့အိမ်ဖွင့်မွဲတွေပါပြောဒီလိုမျိုးပဲတကယ်ဒီလိုပဲအပေါင်းတင်းနေဒီလိုပဲသွားလာနေကြတယ်လေအဲ့2015ရှိရန်မုံရေဘေးရန်မုံပွဲမှာကိုကအဆိုတော်အနေနဲ့ချင်းဆိုတာကိုကတော့တို့ဖိတ်တာပေါ့နော်ဟိုကုညီပေးပါတဲ့လာဆိုပေးပါတဲ့အာဟုတ်ကဲ့လာဆိုမဲဆိုရင်မှလာပြီးတချင်းဆိုကြကြတယ်အဲ့မှာမှရန်နာဘုံနဲ့ကိုရင်နဲ့ပြန်တွေ့ရပေါ့လေပြန်တွေ့ရခါကျတော့ထုံးစံတိုင်းပဲတို့ကဟိုဘက်နောက်ဘက်မှာဆင်ရဲ့နောက်ဘက်ဟိုဘက်မှာ तू ကမိတ်ကလိမ့်နာလာပါမိတ်ကလိမ့်ခံတာဘယ်လိုလဲတော့မသိဘူးအဲ့နဲ့ဟဲရန်နာဘုံပေါ့ငါတော့နှုတ်ဆက်လိုက်အောင်မယ်ပေါ့ဆိုပြီးတော့အဲ့မှာသူ့မိလည်းရှိတယ်သူ့မိကတော့ဟိုသူ့မိရိုးကြီးအန်တီလေးကတော့ခင်ပါတယ်ဟိုတကယ်မန်လေးသူပေါ့လေအဲ့လိုချင်းတောင်းလေးနဲ့တွေ့လို့ရှိရင်အကားအဲ့လိုနှုတ်ဆက်တယ်သူ့မိရရန်နာဘုံမိရကျတော့အဲ့ဒါရန်နာဘုံကိုရဟိုနှုတ်ဆက်လို့ဒီဘက်ကတော့လေဒီဘက်ကလည်းထားပါတော့သူဒါရန်နာဘုံထားတော့သူဒီဘက်ကနေကိုကဒီဘက်ကနေလာတာငါလာလို့တဲ့အဲ့လိုဘယ်လိုဖြစ်သွားအဲ့အော်ထားလိုက်ပါပေါ့ခဏနေတော့ကိုရီးယားအဲ့မှာဟိုဘက်ကနေပြီးတော့ဟိုဘက်ကိုဝင်သွားတယ်ပေါ့လေဟိုဘက်ကိုဝင်သွားပြီးတော့ဒီဘက်ကိုပြန်ရောက်လာအဲ့လိုပြန်ရောက်လာတဲ့အခါကျတော့လေ तू ကဒီဘက်မှာရှိနေလို့တဲ့ तू ကဒီဘက်ကနေပဲကိုလာနေလို့တဲ့ဒီလိုဘာဖြစ်တာဘာဖြစ်နေတာနေပါရန်လည်းပုံမြင်တာနေပါကောင်းမှမလို့ဘာဆက်စဲမှမရှိဘူးအဲ့နဲ့တော့အဲ့မှာအင်တာဗျူးတွေပါရောဟိုပတိတွေစိတ်တာတွေရောအဒိတ်ခံတွေရောဟိုအဲ့လိုဘလောင်းပလေးတွေရောဖြေထားတာပေါ့နော်သူအန်တီလေးကတော့မကောင်းတယ်လို့နှုတ်ဆက်လိုက်ပါတယ်နှုတ်ဆက်လိုက်တဲ့ခါကျတော့အန်တီကတော့ဟိုဟုတ်တယ်ပေါ့ဟိုစဉ်းစားကြည့်ုံလေသူ့အမေသူကဘေးမှာရှိတယ်သူ့အမေကသူ့နဲ့ကက်ရက်ရှိတယ်နောက်ကျောမှာရှိတယ်အဲ့တော့သူကဘာလဲမခေါ်နိုင်မပြောနိုင်ဖြစ်ပြီးတော့ဘာလဲရန်နဲ့ခံစားနေတာဘာလဲမနှုတ်ဆက်နိုင်ဖြစ်နေတာလူမှုရေးအဲ့တော့နားမလဲဘူးလားဟွာသူ့ကငါကMPV ခေါ်မရိုင်းလို့တော့မဟုတ်တခုခုဆွဲမခေါ်လို့သူကဘာမှမကျင်တတ်တာ
都不好么艰难的，咱们不会呢，人家面人家奥面乱都听见了，哎这边哪们，哎多道理，哈人用对用，哎前啥表的人那不说的，龙王的，你表么嘞，龙王清白，龙王季节清白，对钱啦，哦，那个人来过嘛，都嘛偏面来都听啦，但没帮听的包的话呀咯，哦，白表那边啊老家说，那边哦贵哦。我拍来这些呢，是对嘛的啊，变得男的呢，那啥啊，木的，但等下这嘛伢说啊，等老把咯，农牧业是谁的呀？哦，俺那农牧业有了跑偏，比哦，哦，国外地方个哪里行？那种，哦，国外地方个哪里？啊，路，是俺那十处苗语呢，哪边哇，老家都十处的，人老的嘛，老王头，哎，人梦为把不会嘛。人类批评人类看啥的呀？哦，都看人家来录的人按我了呢。哦，我呢录表么嘞？不拿表录表，人家拿我表在哪里？你我故意不，俺嘛把单位嘛信你。大概路，你我故意录的要细路，哎录的要干，多了讲所言。你我们故意的读တရား要细路，哎路啊路用嘛好普，都嘛嘞都讲တရား嘞都，တခုခုရှိရတခုတော့ရှိရပါလေငါကအဲ့ချိန်တော့အောင်စပူလိုအောင်မြင်နေလို့ဟိုဆက်ဆက်ခက်လိုက်လို့အောင်မြင်နေလို့အဲ့လိုအနေထားမျိုးတွေဖြစ်နေလို့မှနေကအရင်ငချုံငချက်ဘဝရောက်နေတဲ့ဟာကိုငါလုံးဝဆွဲမခေါ်ဘူးဤတော်လက်မပေါက်ဘူးဆိုတဲ့အနေထားမျိုးဆိုရင်တော့ငါရုံမှလည်းပြောလို့ရသေးတယ်ကိုကနဲ့ကိုတော့မှဘာလက်ပိုင်လိုက်ကိုကနဲ့ကိုမှရန်ကုန်မှာတယောက်တည်းရုံးကန်နေရတဲ့လူတယောက်ကဒီလိုအချင်းဒီလိုမျိုးကိုကတအားကြီးပေါက်မြောက်နေမှာမဟုတ်ဘဲနဲ့ဆွဲမခေါ်နိုင်တော့ဘာမှစိတ်ထဲမှာပတ်ပြီးတော့မခေါ်နိုင်မပြောနိုင်မရောနိုင်မဝင်နိုင်နေလုံနေစရာစောက်ကြောင်းမရှိဘူးစောက်ချပူမှာရဲ့အဲ့တော့ငါပြောချင်တာကဟိုဟာဘယ်လိုပြောရမလဲအခုနေအောင်မြင်သွားတော့နေအိမ်ကိုငါရောက်လာပြီးတော့ဟိုဝုံမောက်ရွှေရဲ့အမုန်းလေးရောက်လို့လေကိုကြီးပြီးပါလားဟိုဟာလေးတွေရှိလားအဆက်တွေလေးရှိလားဆိုနေငါပဲတော့အခုကြီးတောင်းဖို့လို့နေရောအဲ့လိုကိုကြီးနိုင်တဲ့အဆက်ဆက်ရှိလို့လားနေရနေတာဘာလဲပိုင်လိုက်နေမဟုတ်ဘူးလားနေနေတာက10နှစ်လောက်ကြိုးစားပြီးတော့နှစ်ကို10ချီလောက်ကြိုးစားနှစ်ကို10ချီဟိုရက်ကန်နဲ့နေပြီးတော့ခုမှနာမည်လေးအကယ်ဒမီလေးရပြီနာမည်လေးရလာမလားအဲ့ဒါဟိုစပြီးတာထွက်တဲ့သူဒီအနုပညာပြောခင်စပြီးတာထွက်ကြတဲ့ကသူ့ဆောက်ချိုးကအဲ့လိုမျိုးကြီးဖြစ်နေတာကကိုယ့်တော့ကလုံးဝစင်မပြေဘူးလုံးဝမကြည့်နိုင်ဘူးအဲ့ကိစ္စအဲ့တော့ဟိုစောက်ဖတ်ခြင်းလဲရှင်ကျင်နေတယ်မြင်ကျင်နေတယ်ပြောကျင်နေတယ်မကြည်နဲ့တဲ့အကြောင်းကိုပြောကျင်နေတယ်ဟိုလောလောဆယ်ကတော့ဘယ်လိုပဲပြောပေါ့နော်ကာယကရှင်စီကတော့ဒီလောက်နာမည်ပေါင်းအကျဉ်း100ထောင်ခေါ်နေပါရောက်မှာပေါ့အဲ့တော့အဲ့တော့နေအဲ့ရတနာဘုတ်မေးပေးတယ်မှာအဲ့တော့လေအမားဆိုအဲ့တော့ဘာဖြစ်ချင်တာလဲအမားလို့အမားအဲ့တော့ဘာဖြစ်ချင်တာလဲလို့ तू ကအခုအောင်မြင်သွားတော့ तू ငါဘာကူညီပေးမှာဟိုပတ်စံတသိန်းရဖို့ तू ကူညီပေးနိုင်လား तू ဆက်ဆံ तू ငါဆက်ဆံတစ်ချက်တောင်မှရတော့အောင်လေဘလို့အနေထားမျိုးမှာ तू လုပ်ပေးနိုင်တာမဟုတ်ဘူးအဲ့လိုပဲဒါပေမဲ့ငါတော့နားလေဒုတိယကတည်းကကိုကူညီပေးဖို့တာဝန်မရှိဘူးကူညီပေးရင်တော့အဲ့ဒါ तू တော့ကောင်းဖြစ်စီဖြစ်မယ်မကူညီပေးရင်လေ तू ရုံမှာမဟုတ်ဘူးဘာမှဘယ်သူမှဘာမှလုပ်ပေးဖို့တာဝန်ရှိမနေဘူးရှင်းလေးအဲ့တော့ဟိုစိတ်သက်ကိုပြင်ဟိုရင့်ချက်အောင်နေပါအောင်နော်ဟိုပြောချင်တာကအဲ့လိုမျိုးအဲ့လိုစိတ်သက်မျိုးနဲ့အဲ့လိုမျိုးအနေထားမျိုးနဲ့ကြတော့ငါကနေ့ကိုတရင်ကောင်းတစ်ခုပေးခြင်းနဲ့ငါကနေ့ကို review တစ်ခုပေးခြင်းနဲ့နေဟာရတနာဘူးနေဟာဘယ်တော့ခါမှအောင်မြင်တဲ့မင်းသမီးတရားဖြစ်မှာမဟုတ်ဘူးယုံကြည်လိုက်ငါပြောတဲ့ဟာကိုယုံကြည်လိုက်နေရဲ့စိတ်သက်နေရဲ့အတွေးခေါ်နေရဲ့အသိဉာဏ်အဲ့လောက်အနေထားမျိုးနဲ့နေဟာဘယ်တော့မှအောင်မြင်တဲ့မင်းသမီးဖြစ်မှာမဟုတ်ဘူးအခုမြန်မာနိုင်ငံမှာ top 5ဘယ်သူရှိလဲလို့မေးလဲလို့ရှင်လေသူပါမနေဘူးဟိုပတ်စံဟိုပေါ့တော့ဘယ်လိုပြောမလဲဟိုပြင်းဒီပြင်းနဲ့ဆိုတော့အရင်တော့ရုပ်ထွက်တဲ့စာလို့ရှင်တော့ခုကတော့ဘာပြောဝဲသူ့ကနေသူတော့ကြည့်ကောင်းသွားလေးတော့ရှိရပေါ့သိရမလားပြောချင်တာကအဲ့လောက်စိတ်သက်မျိုးနဲ့သူဟာရတနာဘောကဘယ်တော့ခါမှထိတ်တီးမင်းသမီးနံပါတ်1မင်းသမီးtop 1မင်းသမီးအကုန်လုံးရဲ့တတဲကျွမင်းသမီးဆိုတဲ့အနေထားမျိုးနဲ့ဘယ်တော့ခါမှရတနာဘောကဖြစ်လာမှာမဟုတ်ဘူးအဲ့လိုငါကအဲ့လိုပြောတယ်နင့်ကိုကြည်နဲ့နေဟာဘယ်တော့မှအောင်မြင်ကြော်ကြားတဲ့
မင်းသမီးဖြစ်လာမှာမဟုတ်ဘူးခုချိန်လေးနဲ့ဘာကြောင်ညာမှလည်းမရရဘူးဘာအမ်ဘရက်စတာမှလည်းမဖြစ်ဘူးဘယ်နေရာမှမလဲဟိုထူးထွေပြီးတော့ကြော်ကြားပြီးတော့အောင်မြင်နေတဲ့မင်းသမီးတရားဟုတ်မနေဘူးငါတော့အဲ့လိုပဲမြင်တယ်အဲ့တော့ခုနဆော့ကွန်မန့်တွေရေးနေတဲ့ခွေးတွေခွေးမတွေလဲတော့ပြောလိုက်အကားအဲ့လိုပြောတယ်ခြေနဲ့လားဆော့ချိုးမကြိုက်ဘူးလို့ပြောတယ်ဆော့ချိုးပြင်လို့ပြောတယ်လို့ပြောတယ်โอเคနော်အောင်မြင်မှုဆိုတာပါလေကိုယ့်ကြောင့်လူတယောက်ကိုအောင်မြင်အောင်လုပ်ပေးနိုင်ရင်တော့အဲ့ကုလိုကံရဲ့အကျိုးပေးတယ်ကိုကပြန်အောင်မြင်မှာပဲလေမလုပ်ပေးနိုင်တော့လည်းမအောင်မြင်လို့ဘာမှမဖြစ်ဘူးလုပ်ပေးနိုင်တဲ့လူတွေ့လို့အဲ့လူအောင်မြင်အောင်လုပ်ပေးလို့အဲ့လူအောင်မြင်တော့လေကိုယ့်ရဲ့စိတ်နဲ့တူတော့အကျိုးပေးမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဟိုတန်ဆိုပြောလို့ပဲပါလေအကယ်ဒမီ10ခုရမှလူပညာမှတ်တိုင်စိုက်ထူနိုင်တာလားဆိုတာလို့ပြောဟိုဘာမှဒီအကယ်ဒမီနဲ့လည်းဘောင်မွေဒါမဲ့လည်းအဲ့ပေါ့လူဆိုတော့ကံလေးစမ်းလေးတွေတက်တဲ့အချိန်စမ်းတက်တဲ့အချိန်လေးတွေမှာတော့ဒီလိုပဲဟိုအောင်မြင်တာဝမ်းသာလားလို့မေးလို့ရှိရင်တော့ဒီအဲ့လိုဆောက်ချိုးတဲ့လူကအဲ့လိုအကယ်ဒမီအဲ့လိုစုတွေရငါဘာဝမ်းသာဝမ်းသာဆောက်ကြောင်းလည်းမရှိဘူးယုံတယ်ဆောက်ချိုးမပြေလို့ယုံတာဆောက်ချိုးလေးပြင်လိုက်ရတာပေါ့နော်โอเคကဲဒီ live ကလေဒေါ်တူတာပိုင်းဖြတ်မှာဆိုလို့တသက်မတ်ကိုထားပြီးတော့မှဒေါ်လာဟိုလောက် boost လုပ်လိုက်မယ်လေဒေါ်လာ200ဘိုးလောက် boost လုပ်လိုက်မယ်ကဲအားလုံးပဲတတာ bye good night ပါ